မင်္ဂလာပါရှင်2022ခုနှစ်အတွက်ငါးဖန်ကိရအစ်ကိုမိတ်ဆက်ပေးပါမယ်။ကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်။အသေးစိတ်နဲ့ဈေးနှုန်းသိရှိဖို့ဗီဒီယိုအောက်မှာကမန့်ပေးခဲ့ပါရှင်။